Hello, welcome back to my channel. Please subscribe ပဲကဲခုကကျွန်မလောက်ထားတဲ့ DIY လေးကိုပြချင်လို့ပါ I got my nails done ခုပါလောက်ထားရပါရှင်ဒီဘက်ကိုတော့မလုပ်ဘူးပါဖြစ်လို့လဲဆိုတော့ကျွန်မဒီလက်ကိုသုံးပါဗောနော်လက်လို့သုံးပါလက်တန်ကြရင်ဘလင်းနေတက်မှာကျွန်မတငယ်ချင်းနဲ့တက်ပြီးွားရင်ဒီဘက်ပြောထားရလေဒီလိုလေးဗာလဲဟောလို့စား 어머니, 수화가 없어지다니요. 제 클린이 수화를 하고 부르는 사이에 희재가 수화를 들고 갔어. အဲ့လိုလားမသိဘူးနော်အဲ့ဒီချင်းပါတဲ့ချင်းလည်းမသိတော့အမှန်မီရတိုင်းမဲ့လှလာလို့လှလာရှင့် 오히려 여기만 거야. rhinestone ကဲဒီဘက်လက်ကဟာပြမယ်နော်ရမ်းလာတာ 내가 그 서희재 그 멍청이한테 이용당하다니 진짜. 희은아, 아니 ဒါ 수화를 ရ 이용하면 မ်းလာတာ 그럼 수화가 အဲ့ rhinestone လေးရနော်လှတယ်နော် 네, 그런 사정이 있었어요. 아니 아무리 그런 사정이 ဒီ 있어도 နာကိုပြောင်းတက် sorry middle finger လို့ပြီး sorry နော် 촬영했잖아. ဒီလက်ကလေးကိုလုံးမဖြစ်နိုင်လက်ကလေးကို diamond ဒါလေးဟာလေးတက်မှာဒါလေးတက်မှာ 지금까지 싸움 모든 것이 물거품이 된다고요. လွတ်တိုင်ကောင်းမလားလို့စဉ်းစားနေတာ 안 돼. လွတ်ရင်ကောင်းမယ်နော်네, 유감사님. 네, 지금 당장 만나죠. 어머니, 연락드립니다. sorry နော်ကြည့်ပြမယ်နော်ကြည့် TV ခဏကြည့်မယ်မအားတော့စကြည့်ရှင်းနိုင်က 네, ကိုရီးယားက 어서 오세요. 지금 서희재와 정우혁이 비리 장군 okay 됐어요. DIY လေးပြချင်လို့ပါကျွန်မမိတ်ထားကျွန်မလှုပ်ထားတဲ့ဟာလေး DIY ပြချင်အိုးရိုးငါလှုပ်တယ်the first time over မတကယ်ရိုက်နေရနော် 정말 다행입니다. ကဲအဲ့ဆိုရင်ဒီ DIY လေးပြပါဖြစ်ပါရဲ့ 여사님을 만나고 저한테 진짜 천군만마를 받은 ဒီကရေးရတော့ 저만 아니라 toothpick 천군만마 같은 toothpick 되겠죠. ပြင် toothpick ear wax stinky and fake money ခက်ခိုက်ပါပဲအကြည့်တော့ 여사님 덕분에 ကြည့်ဒီလိုလေးစိတ်နဲ့အဲ့လိုဖွင့်မိရအဲ့လိုဖွင့်ရပါ 정우혁과 ဖွင့် 서희재가 ရ 나한테 ပါရှ 맡겼습니다. င့်ကြည့်ပါဦး 제거 ဒီထဲမှာ fake money ရေ 네, 그렇게 하죠. သွားကြထိုးတယ်နေနေရလောက်တဲ့ဟာရေ သွားကြထိုးတယ် 전에 처리해 주셔야 돼요. ဟောင်း 네, 아무 걱정 마시고 ချားပဲဟောလဲတော့မသိဘူးပြောက် 준비만 하세요. ဘယ်ပြောက်သွားလဲမသိဘူးမဲ့ဟာ credit card လေးက 이제 엄마랑 ချစ်စံ teddy bear လေးနဲ့ heart လေးနဲ့$20,000 ရှိပါတယ်ဒီ 엄마랑 같이 네, 지낼 마. 수 있으면 상관없어. လက်နဲ့ရောနည်းနည်းလေးခက်တာပါနော်ဒီဘက်လက်ပဲလုံးနေတော့ 이거 수화가 놀랄까봐 미리 말해줘. ကိုရီအေးပါလေဒီကြောင့် been like boom shakalaka boom shakalaka boom boom shakalaka boom shakalaka boom 할아버지가 you got 살아계셔? me down been like 할아버지도 오빠처럼 돌아가셨다가 살아 돌아오시는 거야? boom shakalaka 뭐 그런 셈이지. 나 할아버지 보고 싶어. 엄마, 할아버지 빨리 만나러 မ 가자. ပြန် sorry ပါနော်ဒီခဏကြည့် 수아야, 할아버지, 보고 싶었어요. 우리 수아야. toothpick 할아버지도 နဲ့ ear wax stinky အင်္ဂလိပ်လိုပြောမှမသိဘူးပေါ့နော် 기다려. 수아를 다시 보게 되다니. yeah personally I DIY လေးပြရပါ bye bye 그래. 수아가 좋다면. အော်ရကဲမနေ့ဖန်ကြရင် dance do you တင်ပြဖြစ်ပါတယ်ခုညရောက်နေပါပြီเนาะကဲရမ်းပြောရယ်ဘယ်ဆိုင်မှာလုံးမှလဲဆိုတော့ T9 ဆိုင်မှာ
T9 ဆိုတာက Innocity ဆိုင်ခွဲရရှိပါတယ် Innocity မှာရှိတယ် Innocity မှာရှိတယ် TM ဒီမှာလည်းမသိဘူးတကယ်ရှိတယ်ကျမတော့မှာကျမနားမှာ T9 3ခုလား4ခုလား3ခုလား2ခုလားမသိဘူး Innocity နဲ့ကျမတော့မယ့်နေရာက မမီလို့လားsorry ကဲဒီတိုင်းလိုက်လို့ချင်း tutorial လုပ်ပေးမှာဖြစ်ပါတယ် ပလဲဓာတ်မြေဩဇာအိတ်အစ်စ်ဒီချုပ်ရိုးကြောင်းကိုအယောင်နှမျိုးဖြင့်ခောက်ချုပ်ထားပါသည် bye bye oh sorry